အားလုံးပဲမင်္ဂလာပါခင်ဗျာ Good Touch for You ကနေကြိုဆိုပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ဒီ2026ခုနှစ်ကမှာထွက်ရှိခဲ့တဲ့ mobile game တွေကမှအကျန်းဆုံးနဲ့အလန်းဆုံး game 5မျိုးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် World of Warcraft နဲ့ Gaming Now Category တွေအပြင်စိတ်ဝင်စားဖို့ရ game အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မေတ္တာရပ်ခံပါတယ်ခင်ဗျာနံပါတ်5နေရာကနေမိတ်ဆက်ပေးချင်တာကတော့ Warcraft 1 Firestorm ဆိုတဲ့ game ဖြစ်ပါတယ်ဒီ game ကတော့ war based ဆိုတဲ့အတိုင်းပဲစစ်ပွဲအခြေခံ game တစ်ခုဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့အရင်တုန်းကဆော့ခဲ့တဲ့ဒီ PUBG တို့ Free Fire တို့လိုမဟုတ်ဘူးသူကခင်မီစစ်ပွဲတစ်ပွဲမှာကျွန်တော်တို့ဆော့နေရတာမဟုတ်ဘူးပထမကမ္ဘာစစ်ကိုအခြေခံထားတဲ့စစ်ပွဲတွေမှာဆော့နေရတာဒါပေမဲ့ကျွန်တော်တို့ကဘယ်လိုဆော့ရလဲဆိုတော့ဒီမှာဇလန်းသွားအနေနဲ့ဆော့ရတာမျိုးမဟုတ်ဘူးဟိုဘက်10ရောက်ဒီဘက်10ရောက်နဲ့ကောင်းတာပစ်သလိုမျိုးရှင်ပြိုင်တဲ့ game မျိုးစားဖြစ်တယ် gameplay ပုံစံကတော့ကျွန်တော်တို့ဒီ Call of Duty နဲ့တောင်နည်းနည်းဆင်တယ်အမြောက်တွေပါမယ်တင်ကားတွေပါမယ်ပြီးတော့ဒီပထမကမ္ဘာစစ်ကလက်နက်တွေကိုကင်ပြီးတော့တိုက်ပွဲမှာရှင်ပြိုင်ရမှာဖြစ်တယ်နံပါတ်4အနေနဲ့ကတော့မိတ်ဆက်ပေးချင်တာကတော့ဒီ PC game ပေါ်ကနေပြီး mobile phone ပေါ်ကိုရောက်လာတဲ့ Control Mobile ဆိုတဲ့ game ဖြစ်ပါတယ် Control Mobile game ကတော့ဗျာပုံမှန်နေပြောရရင်တော့ဒီ PC ကို mobile game ပုံစံအသွင်ပြောင်းတဲ့အချိန်မှာပုံမှန် game တွေမှာဖြစ်တာရှိတဲ့ဟိုဇလန်းကိုချုံပစ်တာမျိုး graphic တွေ short ပစ်တာမျိုးအဲ့လိုမျိုးမဟုတ်သွားပဲနဲ့သူကဒီ PC ပေါ်မှာရတဲ့အတွေ့အကြုံတိုင်းကိုအပြည့်အဝ mobile ပေါ်မှာခံစားလို့ရအောင်လုပ်ထားတဲ့ game ဖြစ်တယ် file size အနေနဲ့ကတော့ 20GB လောက်ရှိတယ် offline ကစားနိုင်တယ် internet အမြဲမရှိတဲ့နေရာတွေကိုတွားရမယ့်လူတွေဆိုရင်တော့ဖုန်းထဲမှာအပြင်းပြေဖို့ဆောင်သွားတင်ပါတယ်ဒါပေမဲ့အလကားတော့မရပါဘူးသူကဝယ်ရမှာဖြစ်ပါတယ်ဇလန်းသွားအရာကတော့ဒီကစားသမားတွေကဒီ Jason Fardania ကနေကစားရမှာပြီးတော့ဒီ Federal Bureau of Control ဆိုတဲ့ဒီ lower agency တွင်မှာဖြစ်နေတဲ့အဖြစ်အပျက်တွေကိုစုံစမ်းရမယ်တနက်ပြတဲ့အခန်းကြီးလည်းပါတယ်နောက်ပြီးတော့ mystery sun နဲ့အရာဝတ္ထုတွေကိုလေထဲမြှောက်တာမျိုးတွေကြောက်တုံးတွေလေထဲမြှောက်တာမျိုးတွေစပွဲတွေကားတွေကိုဒီပေါ်မြှောက်အောင်လုပ်ပြီးတော့ရန်သူစီကိုပစ်ပေါက်တဲ့တဘာဝလုံနဲ့စွမ်းအားတွေတဆင့်ချင်းအသုံးချတာပေါ့နော်အဲ့ဒီခါတွေလည်းပါတယ်နောက်ပြီးတော့ဒီလှုပ်ဝက်ခန်းတွေမှာတော့ရဖွင့်ရတဲ့အခါတွေမှာဆိုလို့ရှိရင်ဒီ test တွေကိုလုပ်ရတယ် behavior တွေကိုဖြေရတယ်ပြီးတော့ဒီတော့တွေကိုဖွင့်ရတယ်ပြီးတော့ security စနစ်တွေကိုပါဒီဖောက်ဖက်တာတွေကိုဆောင်ရွက်ရတယ်နံပါတ်3အနေနဲ့ကတော့မိတ်ဆက်ပေးချင်တာကဒီ off the road 2ဆိုတဲ့ game ဖြစ်ပါတယ် off the road 2ကတော့ဒီတမာရိုးကျလမ်းကြောင်းတွေအတိုင်းကားမောင်းတာမဟုတ်ဘူးလွတ်လပ်တဲ့ open world တွေမှာမောင်းရမှာ file size ကတော့ 1GB လောက်ပဲရှိတယ် online နဲ့ဆော့နိုင်တယ် offline နဲ့ဆော့နိုင်တယ်အခမဲ့ download လုပ်လို့ရတယ်ဒီ truck ကားတွေမဟုတ်ဘူးspeed boat တွေလေယာဉ်တွေနဲ့ပါသူကအဲ့လိုမျိုးဟိုယာဉ်မှန်သမျှအကုန်မောင်းလို့ရတဲ့ပုံစံမျိုးကိုသူကလုပ်ထားတဲ့ game တစ်ခုပေါ့ဗျာပြီးတော့show တွေထဲမှာမောင်းရတဲ့ခန်းတွေလည်းပါမယ် off the road 1မှာရခဲ့တဲ့gameplay feature ထက်ကိုပိုပြီးတော့ဒီ reality ဆန်ဆန်လေးကိုပြန်ပြီးတော့ထုတ်ထားတဲ့ game ဖြစ်တဲ့အတွက်ကို sensor ကြည့်ဖို့တိုက်တွန်းလိုပါတယ်နောက်နံပါတ်2နေရာမှာဒီ Honor of the King's War ဆိုတဲ့ game ဖြစ်ပါတယ်လူတွေအများကြီးစောင့်မျှော်နေတဲ့ဒီ Honor of Kings War game ဖြစ်ပါတယ်အားလုံးသိတဲ့အတိုင်းပဲဒီလူသိများတဲ့ဒီ Honor of King Universe ကိုအခြေခံထားတဲ့ Honor of King Wars ရဲ့ပုံစံကဒီ mobile game ပုံစံမျိုးပဲလာမယ်လို့ကနဦးမှာဟိုခံမှန်းကြတာမျှော်လင့်ကြတာပေါ့နော်ဒါပေမဲ့တကယ်ထွက်လာတဲ့ခါကျတော့ open world role playing game အနေနဲ့ထွက်လာတယ် file size ကတော့နည်းနည်းကြီးတယ် 30GB လောက်ရှိတယ်ဒါပေမဲ့ခမဲ့ဆော့ကစားလို့ရတယ် game တစ်မျိုးဖြစ်တယ်ဒီ game ရဲ့ရုပ်ထွက်ပိုင်းနဲ့ animation တွေကတော့လုံးဝကိုအမှန်ခံစရာပဲကျွန်တော်တို့ Win Meet တုန်းမှာရခဲ့တဲ့ပုံစံမျိုး animation တွေကိုထည့်ပေးထားတယ်ပြီးတော့ဒီ open world ကဘာကြီးတွေမှာဒီလှုပ်ဝက်ချက်တွေရှိမယ်ရန်သူတွေစွမ်းအားကန်းတွေပါမယ်ပြီးတော့ multiplayer mode လည်းပါတယ်အဲ့အတွက်ကြောင့်ဒီ dungeon တွေဝင်တာတွေ boss fighter တွေကိုစိတ်လှုပ်ရှားဖို့ရကစားလို့ရတဲ့ game တစ်မျိုးဖြစ်တယ်Number 1အနေနဲ့ကနေမိတ်ဆက်ပေးခြင်းတဲ့ game က Racing Master ကတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့အကောင်းဆုံး mobile ကားမောင်း game ကိုပြောလို့ရတယ်ထုတ်တာလည်း NetEase နဲ့ Codemaster တို့ကပေါင်းပြီးဖန်တီးထားတယ်အခမဲ့ download လုပ်လို့ရတယ် file size ကတော့ 5GB လောက်ပဲရှိတယ်ဒါပေမဲ့ online တော့ဆော့ကစားရမှာဖြစ်ပါတယ်ဒီ game ထဲမှာဆိုလို့ရှိရင်ကျွန်တော်အကြိုက်ဆုံးပိုင်းကတော့ဒီ Ferrari တို့ Porsche တို့ Lamborghini တို့လိုဒီနာမည်ကြီးကားတွေကိုလက်တွေ့မောင်းနေရမှာဖြစ်တယ်ပြီးတော့မောင်းနေတဲ့နေရာမှာလည်း game ဆိုတဲ့အရာကိုကြုံပြီးတော့လက်တွေ့မောင်းနေရတဲ့အတွေ့အကြုံကိုဖန်တီးထားတယ်လုံးဝအပြင်မှာမောင်းရတဲ့ပုံစံတွေကိုအနည်းဆက်ဆုံးဖန်တီးထားတယ်အဲ့လိုပြောလို့ခင်ဗျားက Ferrari တွေ Porsche တွေကိုမောင်းမှုလို့လားလို့မေးလို့ရှိရင်တော့မဟုတ်ပါဘူးကျွန်တော်လည်း reference တွေကိုကြည့်ပြီးပြောတာဖြစ်ပါတယ်အဲ့တော့ brother တို့အနေနဲ့ဒီ Racing Master ဆိုတဲ့ game လေးကိုစမ်းဆောင်ကြည့်ဖို့တိုက်တွန်းလို့ရတယ်ဆော်ပြီးတော့ဗျာ brother တို့အနေနဲ့ Ferrari တွေ Porsche တွေ Lamborghini တွေမောင်းရတာဘယ်လိုဆိုပြီးသူကြားလိုက်တော့အနည်းဆုံးတော့ကြွယ်လို့ရတာပေါ့ဗျာ
ဟုတ်ကဲ့ပါအခုကျွန်တော်တင်ဆက်ပေးသွားတာကတော့ဒီ2026ခုနှစ်ထဲမှာထွက်ရှိခဲ့တဲ့အကောင်းဆုံးနဲ့အကျန်းဆုံးအမိုက်ဆုံး game ၅မျိုးပဲဖြစ်ပါတယ်ဒီ game လေးတွေကိုစမ်းပြီးစောကြည့်ပြီးတော့ကြိုက်နေတတ်တယ်ဆိုလို့ရှိရင် brother တို့ရဲ့ comment တွေကိုလည်းကျွန်တော်ရဲ့ post လေးအောက်မှာပေးခဲ့ကြဖို့မေတ္တာရက်ခံပါတယ်ကျွန်တော်ရဲ့ video လေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင် like and subscribe လုပ်ဖို့မေတ္တာရက်ခံပါတယ်အဆုံးထိကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ